မိုးရအမြဲရွာနေတဲ့ရန်ကုန်မြို့ကြီးကိုခဏမေ့ပြီးအမေရိကကအလားဆုံးထဲမှာပါတဲ့ရေခဲတောင်ပေါ်ကိုသွားကြရအောင်တငယ်ချင်းတွေနဲ့ဝါရှင်တန်ပြည်နယ်ကနာမည်ကြီးတဲ့ရေခဲတောင်တစ်ခုကိုသွားနေပါတယ်နေ့လည်စာစားဖို့မုံဝင်ဝယ်လိုက်တယ်အခုကတော့စီဆိုင်ရောက်နေတယ်ကတော့2026ရဲ့3လပိုင်းလောက်တုန်းကသွားခဲ့တဲ့ trip လေးပါတောင်ထိပ်ကရေခဲတွေမြင်ရမယ်ထင်တဲ့အရန်ကိုလာတာ3လပိုင်းကုန်ကန်နီးဆိုပေမဲ့ရေခဲတွေကတော့တော်တော်လေးကိုခဲနေတော့မှာပဲမမရရအဲ့ဒီနေ့တုန်းက2နှစ်အရန်ကြာလို့တချို့လမ်းတွေတောင်ပိတ်ထားတယ် Mount Rainier National Park ထဲကိုရောက်လာပါပြီ Mount Rainier တောင်ကိုတချို့တွေကအမေရိကရဲ့ Fuji တောင်လို့သင်စားကြတယ်ကြည့်ပါအောင်တောင်သက်လမ်းတစ်လျှောက်လုံးနှင်းနေပြီပဲအိမ်လေးကနှင်းနေအရန်များလို့အနေရရှိလို့ပေါ့နော်တောင်ထိပ်ကိုပေးမတက်ဘူးဒါကတော့အနီးဆုံးတက်လို့ရတဲ့ base camp ပါတောင်ထိပ်ကိုမရောက်ပင်မဲ့ view ကတော့လုံးဝ share ပဲဝယ်လာတဲ့ drinks တွေကမအေးလို့ဆိုပြီးရေခဲထဲမှာသွားစိန်လိုက်ပြီးနေ့လည်စာကတော့ပေါ့ပပပါပဲ H Mart က Korean food နဲ့85ကပါမုတ်တွေပါရှင်ဒီ day trip ကဂျိုစီစဉ်ထားတဲ့ trip လုံးဝမဟုတ်ပဲနဲ့ last minute မှသွားပြေးခဲ့တဲ့ trip လေးပါနင်းကကြာနေပါတယ်ဆိုမှအေးကိုရေခဲခဲလိုက်သေးတယ်ညီမကလေယာဒီဥတုပိုအေးလေရေခဲချောင်းနေရေခဲမုတ်တွေစားကျင်တဲ့သူတွေထဲမှာပါပါတယ်အေးခန့်နိုင်လားဆိုတော့အေးကိုအရန်ကြောက်တယ်အားကြောင့်မို့လဲ California ပြည်နယ်မှာပဲနေတာကဲစားပြီးပြီဆိုတော့တငယ်ချင်းတွေနဲ့လိုက်လျှောက်ပတ်ကြည့်မယ်အခုတွေ့ရှိနေရတဲ့အဆောက်အဦလေးတွေကတော့ညအိတ်လို့ရတဲ့ gas in အသေးစားလေးတွေပါဒီလို vibe လေးကတော့အရန်ချစ်စရာကောင်းပြီးရုပ်ရှင်တွေထဲရောက်သွားလို့ပါပဲ Do you want to build a snowman? Okay, I'm cringing at myself now ကြည့်ပါဦးနင်တို့ရဖြူဖွေးနေရပဲလဲတောင်လဲချလိုက်ချင်တယ် National Park in ဆိုတဲ့ sign နဲ့တပုံရိုင်းနေတယ်အခုကတော့နင်တို့ရဲ့ကိုလမ်းလျှောက်နေပါတယ်ငါချောတော့ပဲဟဲ့ဘယ်လောက်ထိသွားမှာလဲ Oh my god ဘာလို့ပြောကြလဲအဲ့လောက်ဘောကနေကြားဒီစမ်းချောင်းထဲကရေဆိုရင်တောင်ပေါ်ကနေဒါရိုက်ဆင်းလာတဲ့ရေပါအဲ့ဒါနဲ့တငယ်ချင်းတွေကနှင်းကြတာမတွေ့မချင်းအိမ်မပြန်ဘူးဆိုတော့အထဲထိလျှောက်ပြီးနှင်းကြတဲ့နေရာကိုလိုက်ရှာနေတာကောင်းငင်မော်ကနှင်းနေလားတစ်ပင်မော်ကနှင်းနေလားမသိဘူးကြားတာတော့ကြားနေတယ်ပါနီလိန်ထားတဲ့အထက်ဆိုင်အေးလုံးပါးတွေနီလာပြီဘာမှအစီအစဉ်မရှိဘဲနဲ့လုံးဝ last minute trip လေးဆိုတော့ရှိရဲ့အင်ကြီးတွေဘောင်းပြီးဖက်တွေပဲကောက်ဝတ်ခဲ့တာပါနှင်းပေါ်မှာထုံးနဲ့ကိုယ့်နာမည်ကိုရေးမယ်ဆိုပြီးရေးလိုက်တာချော်လဲကျသွားပါတယ်အဓိကကတော့နေစဉ်စီးနေတဲ့ဘိုးဖက်ကြီးကိုနှင်းတော့တဲ့ထိတောင်စီးလာတာအဲ့နဲ့ခါကြီးက2ရက်3ရက်လောက်တောင်တော်တော်လေးကိုအောင့်သွားတယ်။ဒါမှမမတ်သေးဘူးအထဲထိဆက်ရှောင်းနေပါတယ်။ကိုကလေခါကြီးလဲနာပြီးနာတရွှွှွဖြစ်နေပေမဲ့အရန်ကိုပျော်နေတာ။ဘဝမှာလေနှင်းမြင်ဘူးတာဆိုရင်3ခေါက်လောက်ပဲရှိမယ်။တစ်ခေါက်ကဂျပန်သွားတော့ကနောက်တစ်ခေါက်ကျတော့Lake Tahoe သွားတော့ပေါ့နော်။အဲ့တုန်းကတော့ summer စခံနီးဆိုတော့နှင်းအလောက်မရှိဘူး။ဒီတစ်ခါကတော့နှင်းနေနဲ့ဆော်ရတာတော်တော်ကျဉ်းနေမိတယ်။နောက်လာမယ့်ဗီဒီယိုတွေမှာအမေရိကရဲ့ဘယ်နေရာတွေသွားအောင်လဲဆိုတာဆက်လက်ကြည့်ရှုပေးပါရှင်။